ထိုလူသည်သူ၏သားကိုနှိုးဖို့ကြိုးစားတော်လဲရုတ်တရက်သူ့သား၏ဘေးတွင်ဝက်ဝံကလေးတစ်ကောင်အိပ်နေသည်ကိုတွေ့ရှိရသည်သူသည်ချက်ချင်းသူ၏သားကိုမြန်မြန်ထန်ပြောခဲ့သည်ထိုခိုက်တွင်ဝက်ဝံမကြီးသည်သူတို့ဘက်သို့ပြေးလာနေသည်ကိုတွေ့မြင်လိုက်ရသည်သူမ၏ကလေးအားအသေးအတန်ရှာဖွေနေခြင်းဖြစ်သည်ထိတ်လန့်ကြားဖြစ်ကာသူတို့သည်ဝက်ဝံကလေးအားဘေးဖယ်ချလိုက်ပြီးပစ္စည်းများကိုအလျင်မြန်ထုတ်ပိုးကာကားပေါ်သို့တက်ပြေးကြသည်ဝက်ဝံမကြီးသူတို့ထံရောက်လုံးတဲ့အချိန်တွင်သူတို့သည်လွတ်မြောက်သွားသည်သို့တော်ရှုပ်ထွေးမှုကြောင့်ဝက်ဝံကလေးကိုပါသူတို့နှင့်အတူယူဆောင်မိသွားခဲ့သည်ခဏအကြာကားမောင်းလာပြီးနောက်ဂျာမန်စစ်ဆေးရေးဂိတ်ကိုရောက်ရှိလာသည်ထိုလူသည်ချက်ချင်းပင်သူ့သားလေးကိုအိတ်ထဲတွင်ဝတ်ထားလိုက်သည်ထို့နောက်ကားဆက်မောင်းလာကစစ်သားများထံသူ၏အထောက်ထားစာရွက်များကိုပြသသည်စစ်သားတဦးကဝက်ဝံနှင့်အတူအဘယ်ကြောင့်ခီးထွက်နေရသည်ဟုမေးမြန်းသည့်အခါထိုလူကသူသည်စက္ကန့်တွင်အလုပ်လုပ်သည်ဟုပြောပြသည်သို့တော်ဂျာမန်စစ်သားတဦးကစစ်ဆေးရန်အိတ်ကိုဖယ်လိုက်သောအခါဝတ်ထားသောသားလေးကိုတွေ့ရှိသည်ယခုအခါသူဖမ်းဆီးခံရမည်ကိုသိလိုက်ရသောထိုလူသည်စခန်းတကားပေါက်ကိုချိုးဖျက်ကာကားဖြင့်အမျက်မောင်းထုတ်ပြေးသည်